New York မြို့ကြီးကတော့စစ်တလင်းဖြစ်နေပြီမဟာတန်ရဲ့အလဲဘိုမှာတမ်မစင်းရည် mission demotion prevention ဆိုတဲ့အရေးကြီးလှုပ်ရှားမှုကြီးစတင်နေတာပေါ့ရီမန်းချက်တော့ရှင်းရှင်းလေးပဲအကာအကွယ်ပေးဖို့ဒါပေမဲ့ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးအကွဲသွားပြီး Behemoth လို့ခေါ်တဲ့ကဘာပြက်ကန်မိတ်စာကြီးပေါ်လာပါလေရောအဲ့ဒီအေယာမှာတတ်တမကြီးရဲ့ရှိန်စောအာနုဘော်ကြောင့်တင်ဝိုင်းရင်ကစားသမားတွေတောင်တွေးပြက်ကုန်ကြလေအဲ့ဒီ Behemoth ကြီးကကဘာပြက်တော့မကြိုက်ဟင်းဟုတ်လိုက်ချီမှာကစားသမားတွေဟာလူစုမပြတ်အောင်ကြိုးစားနေရတယ်အဲ့ဒီလိုရိုးတဲထနေတဲ့ကြားကဘာအဆင်ခွန်ရှိတဲ့စောင်းကြီးဟန်ဆိုရီလူကရွှေ့ထွက်လာတယ်။သူကနမဲမဲနက်ဖျားဖင်ရရဲ့နဲ့တစ်ချက်တည်းရိုက်ချက်လိုက်တာတင်မိစ္ဆာကြီးကအစအနတောင်မကြမ်းတော့ပဲပျောက်ကွယ်သွားပြီးမြို့ကြီးကိုကဲ့တင်လိုက်နိုင်တယ်။ဒါပေမဲ့ဒီအောင်ပွဲကချိုမီမနေပါဘူး။ကဘာအဆင်တစ်ချစ်တဲ့ American First Guy ချုပ် Baron William ရောက်လာပြီးစုလာတွေကိုအကုန်သိမ်းကျုံယူသွားလာလီ။သူကဂျီဟန်ကိုကိုရီးယားလူမျိုးဖြစ်နေလို့ဆိုပြီးအတုံးချခံခွေးတကောင်လိုနှိမ်ချကဘာစုမှမပေးပဲရဲရဲဆက်ဆက်ငင်းပယ်ခဲ့တယ်။အခုဆိုရင်2023ခုနှစ်ကဘာကြီးကပျက်စီးဖို့လက်တလုံးအလိုကိုရောက်နေပြီ2022မှာ Space League ပွင့်လာကြတဲ့ကလူသားတွေနဲ့ဂျိုးသားတွေနဲ့တိုက်ပွဲမှာတောက်လျှောက်ရှုံးနိမ့်လာခဲ့တာအခုကဘာပေါ်မှာ10နိုင်ငံပဲကျန်တော့တယ်အမေရိကန်နဲ့တရုတ်ကပဲသူတို့ရဲ့တူးချင်းမစ်ရှင်တွေမှာအောင်မြင်ခဲ့လို့လူသားမျိုးနွယ်တစ်ခုလုံးကအဆင့်နှိမ့်ကျသွားပြီးအော့ကရနဲ့နောက်ဆုံးတိုက်ပွဲဆင်နွှဲရပါတော့တယ်ဘာရန်ဝီလီယမ်ကပါထုံးစံအတိုင်းမောက်မာစွာနဲ့ဂျီဟန်ကိုမခေါ်ပဲသူ့အဖွဲ့နဲ့သူထွက်သွားခဲ့တယ်ဒါပေမဲ့တိုက်ပွဲကတော့တပ်ဖြတ်ပွဲကြီးထိသွားတာပေါ့အောက်ခေါင်းဆောင်ကလူသားတွေကိုယွန်းစရာကောင်းတဲ့ဝက်တွေလိုလှောင်ပြောင်ပြီးကဘာထိပ်သီးတွေကိုအလွယ်လေးတပ်ပစ်လိုက်တယ်။အဲ့ဒီမှာတင်လူသားမျိုးနွယ်ဟာတန်ဖိုးမရှိဘူးလို့သတ်မှတ်ခံပြီးကဘာကြီးကိုဖျက်ဆီးတဲ့ World Deletion လုပ်ငန်းစဉ်စတင်มาတော့တယ်။လူတွေဟာအော်ဟစ်နေညနဲ့ပဲတဖြည်းဖြည်းပျောက်ကွယ်ကုန်ကြတယ်။ဂျီဟန်တယောက်တည်းသူ့ရဲ့ SSS rank skill ကြောင့်မပျက်စီးပဲကြံနေခဲ့တာပါ။ဒီအခြေအနေကိုအထက်ကနတ်ဖျားကြီးမြင်သွားပြီးဂျီဟန်ရဲ့အစွမ်းစားကြောင့်လူသားတွေကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးလိုက်တယ်။ဂျီဟန်ကို Space League မစခင်အချိန်စီပြန်ပို့ပေးလိုက်တာပေါ့။သူနိုးလာတဲ့အချိန်မှာတော့2020ခုနှစ်တောင်ကိုရီးယားကသူ့ရဲ့အခန်းလေးထဲမှာပါပဒင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့မပြတ်စည်းသေးတဲ့ကဘာကြီးကိုပြန်မြင်လိုက်ရတယ်ဂျီဟန်ကသူ့ရဲ့ status window ကိုစစ်ကြည့်တော့ level 2ကိုပြန်ရောက်နေရတွေ့ရတယ်ဒါပေမဲ့သူမှအနာဂတ်ရဲ့အတိညာဏ်ဒီအကုန်ရှိနေပြီလေဒီတစ်ခါတော့ငါအနိုင်ခံလည်းမဖြစ်စေရဘူးကဘာပြက်လို့ကြံရစ်ထင်းနေနောင်တဲ့တွေလည်းမရှိစေရဘူးလို့သူဆုံးဖြတ်လိုက်တယ်သူချစ်ရတဲ့သူတွေကိုကာကွယ်ဖို့နဲ့ကံကြမ္မာကိုပြောင်းလဲဖို့သူ့ရဲ့ SSS အစွမ်းတွေကိုတုံးပြီးတမိုင်းကိုပြန်ရေးဖို့ဂျီဟန်အသင့်ဖက်နေပါပြီ2020ပြည်ဒီဟာတော့ကိုရီးယားဘက်တနဲ့လောကအတွက်ရွေးကင်းလို့ပြောလို့ရတယ်။ကမ္ဘာထိဒီကစားသမား17ယောက်မှာကိုရီးယားက3ယောက်ပါဝင်ပြီးအဲ့လူကတော့ကမ္ဘာအဆင့်3ရှိရဲ့ဓာဘီရင်ယွန်းစီးခြင်းပါပဲ။သူဟာကိုရီးယားရဲ့ဂုံဆောင်အရှိမြောက်တဲ့အာရှမှာနိုင်ငံကိုအဆင့်1ရောက်အောင်ဆွဲတင်ပေးထားတဲ့အားကိုးရာဆုံးတရေကောင်းကြီးပေါ့။ဒါပေမဲ့2020ဇူလိုင်မှာကမ္ဘာလုံးစွန့်သွားစရာသတင်းတစ်ခုထွက်လာတယ်။သတင်းချင်းလင်းဖွဲ့မှာယွန်းစီးခြင်းကသူဟာဂျပန်လူမျိုးဖြစ်အဝင်ခံပြီးအီတိုရူဟေဆိုတဲ့နာမည်နဲ့ဂျပန်ကာကွယ်ရေးထက်ထဲဝန်တော့မယ်လို့ကြေညာလိုက်တာပါ။ဒါဟာကိုရီးယားဘက်တနဲ့တမိုင်းမှာအကြီးဆုံးသစ္စာဖောက်ခဲ့ကြီးဖြစ်ခဲ့ရတယ်။နည်းနည်းဆိုရင်ကိုရီးယားကအကြီးကျယ်ပရန်ပတာဖြစ်သွားတယ်။ဒါပြင်မရှိတော့တဲ့နောက်လက်ရွေးစင်ထင်းဟာတောက်လျှောက်ရှုံးနေလာပြီးအဆင့်တွေထိုးကြသွားတာ။ Space League စတင်တဲ့အချိန်မှာတော့အခြေအနေကပိုဆိုးသွားတာပေါ့။ Game ထဲမှာတေတာနဲ့အပြင်မှာတကယ်တေရတဲ့အပြင်အဆင့်နှိမ့်ညံနိုင်ငံတွေဟာမိစ္ဆာတွေရဲ့ကျူးကျော်မှုကိုခံရပြီးလူသက်ပွဲကြီးတွေဖြစ်သွားတော့တာပေါ့။ကိုရီးယားဟာနောက်ဆုံးမှာတော့မြေပုံပေါ်ကနေပျောက်ကွယ်သွားခဲ့ရတယ်။ဒါပြင်ရဲ့ရောက်ဖတ်တဲ့ဆောင်းကြီးဟန်ကတော့ဒီငရဲကန်းကိုကိုယ်တိုင်ဖျက်တမ်းထွက်ခဲ့တာသူပါပဲ။မိသားစုနဲ့နိုင်ငံကိုဆွတ်လွတ်သွားတဲ့ယွန်းစီးခြင်းကိုသူအတန်းနာကျင်မိတယ်။ဒါပေမဲ့ကန်ဂျမာကအလွဲတပြောင်းထက်သွားပြီးဂျီဟန်ကယွန်းစီးခြင်းတစ္ဆာဖောက်ပြီးကားစီအချိန်စီပြန်ရောက်သွားပါတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့ဂျီဟန်က level 2ပဲရှိတယ်။အရင်ဘဝကသူဟာအသုံးမကျတဲ့လောင်စာဓမ္မတစ်ယောက်ပါပဲ။ဒါပေမဲ့အနာဂတ်ကနေသူနဲ့အတူပါလာတဲ့အကြောင်းအရာကတော့နောက်ဆုံးရှင်သန်သူစုလာဖြစ်တဲ့ achievement points တသိန်းနဲ့ rank EX ခုပုံမှာပဲ။သူဟာအဲ့ဒီ points တွေကိုသုံးပြီး achievement store ကို level 4ထိမြင့်လိုက်တဲ့အခါအရေးကြီးပြင်းမှုဆိုတဲ့စွမ်းရည်ကိုရလာတယ်။ဂျီဟန်ကယွန်းစီးခြင်းရဲ့လေ့ကျင့်ခန်းဟုံးတွေမှာအစွမ်းကုန်နေတဲ့ဆွတ်တဲ့အဆွတ်အခုကိုဒီစွမ်းရည်နဲ့ပြင်းလိုက်တဲ့အခါ Marshall God နဲ့ဆက်နွယ်တဲ့ SS rank artifact ကြီးဖြစ်သွားတော့တာပေါ့။ဂျီဟန်ကသူ့ရဲ့ခွန်အားလိညံ့မှုနဲ့သူ့ HP stats တွေကိုတခုတည်းအဖြစ်ပြောင်းပြီး Marshall Power ဆိုတဲ့ထူးခြားတဲ့ stat အဖြစ်ပြောင်းလဲလိုက်တယ်။ဒါဟာအရင်ဘဝကသူ့ကို Marshall စိန်ထစ်စေခဲ့တဲ့လွတ်ရက်ပါပဲ။သူဟာ game ထဲကနာကျင်မှုကို100%ခံစားရမယ့်ပုံစံနဲ့ Bronze League ထဲကိုဝင်လိုက်တယ်။ကစားသမားတစ်ယောက်နဲ့ Colosseum ကွင်းကြီးထဲမှာရှင်သန်မှု mission ကိုစတင်ရတာပေါ့။ game စချင်းမှာပဲကစားသမားတစ်ယောက်ကဂျီဟန်ကိုအနောက်ကနေဓာတ်နဲ့ခိုးခုတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဂျီဟန်ကလွယ်တော့မကြည့်ပဲအဲ့ဒီဓာတ်ကိုလက်ပါနဲ့ဖမ်းဆွဲလိုက်ပြီးပထမဆုံး kill တာကြီးစုပဲလို့ EA ဆက်ဖြိုးလိုက်တယ်။ Battle.net ကိုအစွဲလန်းကြီးတဲ့ဒီကဘာမှာဂိုင်းတွေဟာကစားသမားတွေကိုစီမံပေးနေတဲ့အဓိကဒေါင်းလိုင်းကြီးဖြစ်နေပါတယ်။ကဘာလုံးဆိုင်ရာလုပ်ငန်းကြီးတွေရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေနဲ့တောင်ကိုရီးယားမှာလည်း Divergent ဂိုင်းလို့မဲ့အင်အားကြီးအဖွဲ့အစည်းတွေပေါ်ပေါက်လာပြီးထိပ်တန်းကစားသမားတွေကိုမွေးထုတ်ပေးနေကြတာပေါ့။ကွဲစဉ်ကတော့ Gundam Area တစ်က Gundam Bronze League မှာကျင်းပတာပါ။
အဲ့ဒီအေယာမကိုလိုစီယမ်ကွင်းကြီးဟာကျွဲပွင့်တဲ့စတင်ထွက်ပေါ်လာမယ့်နေရာထက်ပြီး Divergent ကရဲ့အဖွဲ့အမင်းဒိုရော့ကျူလည်းအဲ့ဒီထဲမှာပါဝင်နေသူကအနှဲငယ်တော့စိတ်လှုပ်ရှားနေပြီမဲ့သူ့ရဲ့အရှိန်ကို35ဆမြိုင်တင်ပေးပြီးကန့်သက်ချက်တွေကိုကြော်လွှားနိုင်တဲ့ A rank ပိုင်ရမီ agility ကြောင့်ကိုယုံကြည်မှုအပြည့်ရှိနေတာပေါ့အနည်းဆုံးအဆင့်50တဲ့ဝင်မယ်လို့သူတွက်ထားတယ်ရော့ကျူကကွင်းသေးကိုအကဲခတ်ကြည့်လိုက်ကိုတန်ချောင်းတဝတ်ထားတဲ့တရေကောင်းတွေနဲ့ crown မုတ်တာရတပါနေကြားမှာထူးထူးခြားခြားလူတစ်ယောက်ကိုသွားတွေ့ရတယ်အဲ့ဒီလူကဘာတန်ချောင်းနာမှမပါပဲလေ့ကျင့်ခန်းဝတ်ပေါင်းကြီးရှင်နဲ့ဆွတ်ကြိုက်ပဲဝတ်ထားတာပေါ့ရော့ကျူကဒီကောင်မှားပြီးပါလာနေမှအလားကပြမဲ့ kill ပဲကိုတတ်မှတ်ချပြီးတေးဆက်လူရန်ကောင်လို့အော်ရှင်ရှေ့ကိုပြေးထွက်လိုက်တယ်ဒါပေမဲ့မယုံနိုင်တဲ့ကိစ္စတစ်ခုဖြစ်သွားတယ်ဆွတ်ကြိုက်ဝတ်ထားတဲ့လူကသူ့ဓာတ်ကိုလက်ညှိုးညက်လက်မကြားမှာဖမ်းညက်လိုက်တယ်ပြီးတော့ဒီလောက်ပါရမီအင်းနဲ့ဂန်နမ်လီကိုလာတာလားလို့တောင်လှောင်လိုက်တယ်သူ့ရဲ့ A rank ပါရမီကိုကထင်းသေးကနာလို့ဒေါသထွက်သွားတဲ့ရော့ယူကအရှင်အကုန်မြိုင်တင်ပြီးနောက်ဆုံးတစ်ချက်တိုက်ခိုက်လိုက်ပါတော့တယ်ထူးချက်နဲ့သူ့အမြင်မှာတော့ဒီလှုပ်ရှားမှုတွေဟာအရန်ကိုနှေးကွေးနေတာပေါ့အရင်ဘွားမှာတိုက်ပွဲပေါင်းများစွာဖြတ်တန်းခဲ့တဲ့သူမို့လို့ဒီဓာတ်လိုင်းကြောင်းကသူ့အတွက်တော့အယိုးရှင်းဆုံးပါပဲ level 2ဖြစ်နေလို့အနှဲငယ်တော့ချင်းကြီးနေရတာဖြစ်ပြီးနဲ့ရော့ယူရဲ့တိုက်ခတ်တွေကိုအလွယ်တကူရှောင်ရှားပြီးရင်ဘတ်ကိုဓာတ်နဲ့ပြန်ထိုးလိုက်တယ်ရော့ယူရဲ့ခန္ဓာကိုယ်ဟာအမုံလေးတွေဖြစ်ပြီးပျောက်ကွယ်သွားတဲ့အချိန်မှာနောက်တစ်ခါတွေ့ရင်ငါ့ကိုနိုင်အောင်တိုက်ပြောက်တွေစောင့်နေလိုက်လို့អော်သွားခဲ့လေသူလူကတော့ဒီလို tutorial မှာသိရင်အပြီးသေးတာမဟုတ်တဲ့ကဘာကြီးကတော်တော်ကောင်းတာပဲလို့အေးအေးဆက်ဆက်တွေးမိတာပေါ့အဲ့ဒီနောက်ပထမဆုံး killer အတွက် achievement points 100ရရှိပါသည်ဆိုရင်အတိပေးပေါ်လာတယ်ကွင်းထဲကိုဝေးကြည့်လိုက်ကိုတခြားကစားသမားတွေကအကျိုးမြတ်နှိမ့်တဲ့မိစ္ဆာတွေကိုရှောင်နေကြတာသူတွေ့ရတယ်ဒါပေမဲ့သူမှအစေးထဲမှာ orc တွေနဲ့မိစ္ဆာအပူစွန့်ကိုအမြင့်ဖြတ်ချီမှုမေးဆိုတဲ့ mission သက်ပေါ်လာတယ် orc သုံးစိတိုင်ရင်ပွင့်900ရမှာထိပြီးအဲ့ဒါကလူ9ယောက်တတ်တာနဲ့အတူတူပါပဲသူကပြုံးလိုက်ပြီးမိစ္ဆာအပူစွန့်တွေကိုအတင်းတိုးဝင်သွားတယ်orc တွေကလည်းလူပလာဤပြေးလာနေတာဟာတက်ပစ်ကြလို့អော်ကြတယ်သူကလေတွေကပစ်လိုက်တဲ့ပစိမ့်ကိုဖမ်းယူလိုက်ပြီးပစိမ့်ဆိုတဲ့ဒီလိုဖြစ်တာကွာလို့អော်ပြီးတိုက်ပွဲစတင်လိုက်ပါတော့တယ်တက်ဖြတ်ရေးသွင်းစားရဲ9ပိုင်30ဆိုတဲ့စားလေးကတော့သူ့ရဲ့အမဲပိတ်စတင်သွားပြီးထက်တာကိုဖော်ပြနေတာပါကရမုတ်တိုက်ရတဲ့အားကစားကွင်းကြီးရဲ့အလယ်မှာစောင်းကြီးဟန်ကစားလောက်မွေးတိုင်နေတဲ့အုတ်ကြီးတွေဝိုင်းရမ်းခံနေရတယ်မိဆာလီဟာသူ့ကိုတက်ဖြတ်ဖို့ထွေးဆာစွာနဲ့ဟိမ့်ဟောင်းနေကြတယ်ဂျီဟန်ကတော့အေးဆက်တီညီနဲ့အာယုံစူးစိုက်မှုနဲ့လှုပ်ရှားလိုက်တယ်သူ့ရဲ့ဓာတ်ရဲ့လျှက်ဖြစ်သူလိုမြင်တဲ့ခွက်ချက်တစ်ချက်ကရှေ့တန်းကအောက်တွေကိုပိုင်းဖြတ်သွားပြီးသွေးနဲ့ဖုံမုံတွေလေထဲမှာပြန့်လွင့်သွားတယ်သူဟာဖြက်စီးခြင်းလေးမုံတန်းတစ်ခုဖြစ်နေပေမဲ့ရန်သူအရေးအတွက်ကမနှဲလာဘူးတိုက်ပွဲအရှင်ပြင်းထန်တော့တာကြောင့်ဂျီဟန်ရဲ့ဓာတ်ကကြားထဲမှာတင်ကျွဲသွားခဲ့ရတယ်အေယာမတစ်တုပ်ချင်းကိုကင်ထားတဲ့အော့တကောင်ကကျွဲသွားတဲ့ဓာတ်ကိုကြည့်ပြီးဂျီဟန်ရဲ့ကန်ဂျမာကတနာစရာပဲလို့လှောင်ပြောင်လိုက်တယ်ဒါပေမဲ့ဂျီဟန်ကတုံလို့မသွားပါဘူးသူကချောင်းမြောင်းတိုက်ခိုက်တဲ့လူကဒီလောက်အတန်မကျဲသိမ်ဘူးလို့ပြန်ပြောတယ်ပြီးတော့အရှင်အဟုန်နဲ့ပြေးဝင်ကအဲ့တူကြီးကိုတကောအကောင်ကိုတကောလက်ပါနဲ့ပဲရိုက်ခွက်လိုက်တယ်အဲ့ဒီအော့တွေရဲ့လက်နက်တွေဟာသူတို့ရဲ့နီးပြူရာတွေလိုပဲအားကိုမရမဆောင်သူတိလိုက်ပြီလေဂျီဟန်မှာလက်နက်မရှိတော့ဘူးထင်ပြီးကြံတဲ့အော့အပူကြီးကအခွင့်ရေးရပြီဆိုပြီးဝိုင်းအောင်လာကြပြန်တယ်ဂျီဟန်ကသူတို့ကိုမိုက်မာတဲ့ကောင်တွေလို့ခေါ်ပြီးကွင်းပင်ကိုခြေထောက်နဲ့အားကုန်စောင့်ကြောက်လိုက်တယ်အဲ့ဒီအခါပြင်းထန်တဲ့တုံရင်တလိုင်းကြီးဖြစ်ပေါ်ပြီးမြေကြီးမှာကျင်းကြီးဖြစ်သွားကဘေးနားကအော့တွေကအယုတ်မလေးတွေလိုလန့်စင်ကုန်ကြတယ်အဲ့ဒီကြားထဲမှာတင်သူကမြေပုံကဓာတ်တလက်နဲ့လမ်းတစ်ဆင့်ကိုကောက်ယူလိုက်ပြီးနှမျိုးလုံးကိုကျွမ်းကျင်စွာအသုံးပြုလိုက်တယ်သူကကွင်းပင်တလောင်းမှာစက်တန်ပေါင်းများစွာထဲမှာရန်သူတွေကိုအပြက်ရှင်းသွားတယ်မိရှို့ကျဲနဲ့ရန်သူတွေကိုအပြက်ရှင်းသွားတာမို့လို့ဘာဖြစ်သွားမှတောင်မသိလိုက်ရတဲ့အော့တွေပဲကြံခဲ့တော့တာပေါ့လေထဲကိုခုန်တက်ပြီးရန်သူတွေကိုလမ်းနဲ့တန်းစီထိုးပစ်လိုက်တဲ့အခါအော့အပူဆုံးကိုအမြင့်ဖြတ်ချေမှု mystery mission အောင်မြင်သည့်ဆိုတဲ့အပြာရောင် system ဝင်းတူးလေးပေါ်လာတယ်ထူးချင်တာကဂိမ်းမပြီးခင်မှာတင်သူက level 2ကိုချစ်ချင်းတက်သွားတာပါပုံမှန်ဆိုအမှတ်တွေကိုပွဲပြီးမှတွက်ချက်တာဖြစ်ပေမဲ့ဂျီဟန်ရဲ့စွမ်းဆောင်ရည်ကတော့စံချိန်လုံးတွေကိုကျော်လွန်းသွားပြီသူဟာရလာတဲ့ points တွေကိုတခြား stats တွေမှာမသုံးဘဲ martial power တွေကိုပဲအကုန်ပုံငေါလိုက်တယ်အဲ့ဒီ stat က30ပြည့်ရင် SSS rank ဖြစ်တဲ့နာမည်မဲ့နတ်ဖျားပင်ဟာရဲ့ name divine arts ကိုအသုံးပြုနိုင်မှာဖြစ်တယ်တိုက်ပွဲပင်းထန်မှုကြောင့်သူ့ရဲ့ martial power ကအလိုလျောက်6ထိတက်သွားတာကိုမြင်တော့သူပြုံးမိသွားတယ်အရာအလုံးကထင်ထားတဲ့ထက်ပိုမြန်နေတာကိုစစနေတော့မှပဲများတဲ့စင်းကသူ့နားနာကနေဖက်သွားတယ်ထာထုတ်ကိုင်းကအဖွဲအပင်ထက်တဲ့မြားပစ်သမားနဲ့တန်ကြောက်တဲ့ဝတ်ထော်ရဲ့တရေခေါင်းကြီးတွေထွက်လာတာပါသူတို့ကဂျီဟန်ကိုလူတစ်အမတ်နဲ့အလွယ်တကူတက်လူညမဲ့တားရောင်လို့ထင်နေကြတာပေါ့ဒါပေမဲ့ဂျီဟန်ကသူ့နဲ့တိုးတက်လာတဲ့ martial power ကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်မြားပစ်သမားနောက်တစ်ချက်မပစ်ခင်မှာတဲ့ဂျီဟန်ကသူ့ပနာကိုချက်ချင်းရောက်သွားပြီးအပြတ်ရှင်းလိုက်တယ်အဲ့ဒါကိုကြည့်နေတဲ့တန်ကြောင်းတဲ့ဝတ်တရေခေါင်းမှတော့သူတငယ်ချင်းဘလို့တက်ခံလိုက်မှတော့မတိတာဘူးထိတ်လန့်သွားတာပေါ့တန်ကြောင်းတဲ့ဝတ်တရေခေါင်းကသူ့ရဲ့ B ring တန်ကြောင်းတာကဘယ်တော့မှမပျက်စီးနိုင်ဘူးလို့ပြောအားနေပေမဲ့ဂျီဟန်ကအဲ့ဒီတန်ကြောင်းတာရဲ့တင်းနီယာတဲကိုပဲအချိန်နေရနဲ့အချိန်ချင်းထက်ခါတလေလဲရိုက်နှက်လိုက်တယ်နောက်ဆုံးမှာတော့အဲ့ဒီမပျက်စီးနိုင်တဲ့တန်ကြောင်းတာကြီးအကွဲသွားပြီးတရေခေါင်းလဲဂျီဟန်ရဲ့နောက်ဆုံးလက်ချက်နဲ့အဆုံးသတ်သွားပါတော့တယ်တစ်ဖက်မှာလည်း Divergent ဂိုင်းကလီဟေယွန်းကဂျီဟန်အခုတင်တက်လိုက်တဲ့လင်ကာယုံနဲ့အတူဒီပွဲစဉ် live feed ကိုကြည့်နေတာဟေယွန်းကဂျီဟန်ရဲ့စွမ်းရည်ကိုကြည့်ပြီးတော်တော်လေးအံ့ဩသွားသလိုလင်ကာယွန်းကလည်းဒီစစ်နှဖျားဆိုတဲ့လူဟာသူမတစ်ခါမှမမြင်ခဲ့တဲ့ထူးခြားတဲ့သူထင်နေမှန်းသိလိုက်တယ်Divergent ဂိုင်းကလင်ကာယွန်းကဒီ league ကိုစိုးရနိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်ထားခဲ့တာသူ
သူမရဲ့ S rank ပါရင်မီနဲ့မြင်းမားတဲ့အလားအတာတွေကြောင့်လူတိုင်းကစောင့်ကြည့်နေရတဲ့ကျွဲပွင့်တူပေါ့ဒါပေမဲ့စောင့်ကြည့်ဟန်ဆိုတဲ့လူသစ်တယောက်ကလည်းအားလုံးရဲ့မျောလင်းချက်တွေကို right ချိုးပြလိုက်တယ်သူက level 2ပဲရှိသေးတယ်ဘယ်ကိုင်နဲ့မှမပတ်သက်ဘူးဝိထားတာကလည်းလေ့ကျင့်ခန်းဝိဘောင်းကြီးတစ်ထီးပဲရှိသေးတယ်ဒါတောင်မှသူကရန်သူ6ယောက်ကိုတက်ပြီးအဆင့်1ကိုရယူသွားနိုင်တဲ့အတွက်ထော်ကိုင်းကကင်းထောက်တွေဟာဘာလက်နဲ့ကိရိယာမှမပါပဲဒီလိုစွမ်းဆောင်နိုင်တာကိုမိန်သက်နေကြတော့တယ် သူ့ရဲ့ဇင်ကန်တိုက်ခန်းကိုပြန်ရောက်တဲ့အခါဂျီဟန်ကရရှိလာတဲ့စုလောင်တွေကိုပြန်စစ်ဆေးပါတယ်။ tutorial မှာအဆင့်1ရခဲ့တာကြောင့် experience တွေအများကြီးရပြီး level 3ကနေ level 6အထိတက်သွားခဲ့ပြီလေ။သူကရသမျှ point တွေကို martial power ထဲကိုပဲပုံအောထည့်လိုက်တယ်လို့ attributes အားလုံးကိုအပိုဆုံးပေး tutorial conqueror ဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းရရှိခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကတော့ level 25မှာရှိမဲ့ silver တန်းတက်ပွဲမတိုင်ခင်အစွမ်းကုန်တိုးတက်ဖို့ပါပဲ။အခုဆိုရင်ဂျီဟန်ဟာအသက်မွေးဝမ်းကြောင်းရေးချယ်ရမယ့်အချိန်ကိုရောက်လာပါပြီ။အရင်ဘဝကသူဟာ warrior သူရဲကောင်းတစ်ယောက်ပါ။ဒါပေမဲ့အချိန်နောက်မြန်မလိခင်ကရလာတဲ့ achievement store ကြောင့်နောက်ပိုင်းမှာ point 1000ပေးရင် warrior class ကိုထပ်ပေါင်းလို့ရမှန်သူသိနေတယ်။ဒါကြောင့်အခုလောလောဆယ်မှာတော့တခြားလမ်းကြောင်းကိုရွေးချယ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။သူရွေးချယ်လိုက်တဲ့ land ကတော့စနစ်ကိုယ်တိုင်ကတော့မင်းနဲ့မကိုက်ညီဘူးတော့တတိပေးရတဲ့လမ်းကြောင်းပါပဲ။ဇက်ရှင်က Ganden area က Bronze League Mission စီကိုကူးပြောင်းသွားပါတယ်။ဒီတစ်ခါညီမန်းချက်ကတော့ကာကွယ်ရေးပါ။ရွမ်းစရာကောင်းတဲ့ဖုတ်ကောင်အုပ်ကြီးရန်ကနေ Crystal ကိုကာကွယ်ရမှာပါ။အခုဆိုရင် level 23ရှိနေပြီဖြစ်တဲ့လင်္ကာယောင်ဟာ LK Group ကမြပစ်သမားတစ်ယောက်လက်နဲ့စုံပါတဲ့မော်စရာတစ်ယောက်တို့နဲ့အတူတိုက်ပွဲအတရပြင်ဆင်နေပါတယ်။ရေရှည်တိုက်ပွဲမှာအသင်းရှင်တန်းဖို့အတရ support အကူအညီပေးသူကအရေးကြီးဆုံးဆိုတာသူမသိထားတာပေါ့။အလင်းတန်းတစ်ခုနဲ့အတူနောက်ဆုံးအသင်းဝင်ရောက်လာပါတယ်။အားလုံးအံ့ဩသွားရတာကအဲ့ဒီလူဟာစောင့်ကြီးဟန်ဖြစ်နေလို့ပါ။သူက support class ကိုရွေးချယ်ထားတာဖြစ်ပေမဲ့လေ့ကျင့်ခန်းဝတ်စုံကြီးနဲ့လှန်ရှည်တဲ့ချောင်းကိုပဲကြိုက်ထားတာလေ။ဂျီဟန်ကပုံမှန်လေ့ကျင့်ရုံနဲ့တက်ဖို့ခက်ခဲတဲ့ divine power ဆိုတဲ့ထူးခြားတဲ့ step ကိုရဖို့ဒီလန်းကိုရွေးခဲ့တာပါ။အသင်းထဲကမော်စရာကတော့ချက်ချင်းဒေါတာထွက်သွားပါတယ်။ဂျီဟန်ရဲ့သူတော်သားလိုဝတ်စုံနဲ့ကိရိယာတွေကိုကြည့်ပြီးအစ်စ်မရှိတဲ့လူနဲ့အတူမတိုက်နိုင်ဘူးလို့အော်ဟစ်ဆဲဆိုတော့တာပေါ့။မော်စရာကဂိမ်းထဲကထွက်မယ်ဆိုပြီးကလီကလာတောက်တီးတောက်လတ်လုံနေတဲ့အခါဂျီဟန်လည်းတီးခံနိုင်တော့ပါဘူး။သူကမော်စရာရဲ့လေဘင်းကိုရုတ်တရက်ဖမ်းရစ်ပြီးရုံမရအောင်မြောက်ကရဲတိုက်တရိုင်အစွန်းစီကိုခေါ်သွားလိုက်ပါတယ်။ဂျီဟန်ကအေးဆက်ဆက်မျက်နှာပေးနဲ့အော်ဟစ်နေတဲ့မော်စရာကိုအောက်ကဖုတ်ကောင်တွင်းထဲကိုပစ်ချလိုက်ပါတော့တယ်။မင်းမကစားချင်ဘူးဆိုရင်လည်းမကစားနဲ့တော့လို့ဂျီဟန်ကအေးအေးဆေးဆေးဖြောလိုက်တယ်။ပြီးတော့လန်ရှေကိုပခုံးပေါ်တင်ပြီးကျန်တဲ့အတင်းသားတွေဘက်ကိုလှည့်ကဒီအမိုက်ကောင်မပါလဲသူတို့အစွန်ပြေပြေတိုက်နိုင်ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတော့တယ်။စိတ်ပက်စရာကောင်းတဲ့အပြုမှုတွေကြောင့်နံပါတ်ကြီးတဲ့မော်စရာကင်ဂျူဟောဟာဒူးထောက်ပြီးအသက်ချမ်းသာပေးဖို့အသေးအသန်းတောင်းပန်နေရပါပြီ။ Bronze League ရဲ့ကာကွယ်ရေးဂိမ်းမှာကစားသမားတယောက်ကိုအသက်3ချောင်းပဲပေးရပါ။ဆောင်ကြီးရန်ကသူ့ကိုနှစ်ခါတောင်တက်ထားပြီးပြီလေ။တတိယချိန်ထပ်တင်ရင် level တွေရော foot and skill တွေရောအကုန်ဆုံးရှုံးအောင်မှာမို့ဂျူဟော့ကမှာကြိုးကြိုးစားစားတိုက်ပါမယ်ဆိုပြီးဂရီတွေဘေးကတနာခံနေရတော့တာပေါ့။ဂျီဟန်ကတော့ဒီမော်စရာရဲ့မျက်နှာပြောင်းပြန်ပုံကိုကြည့်ပြီးလောင်ပြောင်နေမိတယ်။လင်္ကာယောင်ကတော့ဒီမြင်ကွင်းကိုကြည့်ရင်ဂျူဟော့ဟာအရင်ကဂွိုင်းကြီးတစ်ခုမှထက်မြက်ခဲ့ပြီးမြဲအစိမ့်တက်ပွဲဒီမှာကြာရှုံးပြီးနောက်ပိုင်းစိတ်ဓာတ်တွေပြက်ပြားသွားတဲ့လူမှန်မှတ်မိလိုက်တယ်။အဲ့ဒီချိန်မှာတင်ဂျူဟော့ကတစ်ဖက်လက်နဲ့ငါကူညီစေချင်ရင်ဂျီဟန်ကငါ့ကိုပြန်နှောင်းမှန်ရမယ်ဆိုပြီးကန့်တက်ချက်တွေထုတ်လာပြန်ပါတော့။ဂျီဟန်ရဲ့တုံ့ပြန်မှုကတော့မြန်ဆန်ပြီးအေးဆက်လွန်းလာပါတယ်။သူကမော်စရာရဲ့လေဘင်းကိုဖမ်းညစ်ပြီးရဲတိုက်တံပေါ်ကနေအောက်ကိုပစ်ချလိုက်ကနောက်ဆုံးအသက်ကိုပါအဆုံးသက်ပေးလိုက်တယ်။နောက်တစ်ခါကျရင်တော့အခြေအနေကိုနည်းနည်းနားလည်အောင်လုပ်အောင်လို့ဂျီဟန်ကခက်တိုးတိုးရေရွတ်လိုက်ချိန်မှာပဲမော်စရာတေဆုံးသွားတဲ့အသည့်ပေးချက်ပေါ်လာပါတော့တယ်။မော်စရာမရှိတော့တဲ့အထက်အသင်းထဲကမြားပစ်သမားကတော့ပြပြတဲ့လဲထိကုန်ပါပြီ။ဖုတ်ကောင်အုပ်ကြီးကိုကာကွယ်ကိုအင်အားအကောင်းဆုံးလူဆုံးရှုံးသွားပြီမို့သူတို့နောက်ဆုံးအဆင့်ပဲရတော့မယ်လို့ဂျီဟန်ကိုအပြစ်တင်တော့တာပေါ့။ဂျီဟန်ကတော့ဘသူစကားကိုမှနားမယောင်ပဲသူ့ရဲ့ status window ကိုပဲဖွင့်ကြည့်လိုက်တယ်။အဲ့ဒီမှာဖုတ်ကောင်တွေရဲ့မူလအစဆိုတဲ့ hidden quest တစ်ခုပေါ်လာတာပါ။ point 3000ရဖို့အတွက်သူတရားထဲဖုတ်ကောင်1000ကိုတိုက်ရမှာဖြစ်ပါတယ်။ကာယောင်ကဂျီဟန်ကိုအတားကြီးတဲ့ support တယောက်လိုတတ်မှတ်လိုက်ပြီးကစားသမားတယောက်ရဲ့တာဝန်အရရှေ့တန်းထွက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့ဂျီဟန်ကသူမကိုတားလိုက်တယ်။မင်းအနောက်မှာပဲနေပြီးမြားပစ်သမားကိုကာကွယ်ပေးထားရှေ့တန်းကိုငါတယောက်တည်းကင်တွယ်မယ်လို့သူကပြောလိုက်တယ်။အဲ့ဒီချိန်မှာတင်တာမန်ယူပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့တတ်လို့မရတဲ့ blood zombie ကြီးကတတိုင်းပေါ်ကိုတက်လာပါတယ်။မြားပစ်သမားကတော့ဒါကမဖြစ်နိုင်ဘူးလို့အော်ဟစ်နေပေမဲ့ဂျီဟန်ကတော့မေးတောင်တစ်ခါတောင်မခတ်ပါဘူး။ဂျီဟန်တိုက်ခိုက်လိုက်တဲ့အချိန်မှာသူ့ရဲ့လန်ချွေစီကနေဖြူစင်တဲ့နတ်ဖျားမီလီယံတွေနဲ့အစွမ်းထက်တဲ့ divine power တွေပွင့်ထွက်လာပါတယ်။ကာယောင်ကတော့မြင်သက်သွားရတာပေါ့။ဒီလ
လောက်အစစ်မြင့်တဲ့စွမ်းရည်မျိုးက support တယောက်မှမရှိနိုင်ဘူးလေဂျီဟန်ရဲ့မျက်လုံးတွေကအပြာရောင်စွမ်းရည်တွေနဲ့တောက်ပါလာပြီး blood zombie ကြီးရောကြံတဲ့ဖို့ကောင်အုပ်ကြီးကိုပါအလွယ်တကူပဲအပိုင်းဖြတ်ပြလိုက်တယ်သူ့စိတ်ထဲမှာတော့အချိန်မီတစ်ချောင်ပြည့်အောင်တက်နိုင်ပါမလားဆိုပြီးတွေးနေပြီးမဲ့နောက်မဆုတ်ပဲဆက်တိုက်ဖို့ဆုံးဖြတ်ထားပါတယ်အခုတော့6ကောင်တက်ပြီး900ကုန်းပဲ4ကောင်ကြံသေးလာပေါ့လီဟန်ယွန်းဂျီဟန်ဟိုင်မနာနန်တိုးဝေလာတဲ့ blood zombies ဖို့ကောင်အုပ်ကြီးနဲ့ရင်ဆိုင်နေရပါတယ်ဒီကောင်တွေကတာမန်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့တက်လို့မင်းဟာမိုင်းသူချက်ချင်းရိမိလိုက်တယ်အဲ့ဒီအတွက်သူ့ရဲ့လက်နက်ထဲကိုနတ်ဖျားစွမ်းရည်တွေကိုအတိအကျစီးဆင်းပြီးလန်ရှည်ကိုတစ်ချက်ခွေရွမ်းလိုက်တိုင်းဖို့ကောင်တွေရဲ့ဥခေါင်းခွဲတွေကိုရိုက်ခွဲပစ်လိုက်တာစက္ကန့်ပိုင်းထဲမှာတင်အကောင်20ကျော်သွားပြီပေါ့ဘေးကနေကြည့်နေကြတဲ့သူတွေကတော့ပဆက်အဟောင်းသားနဲ့မြင်သက်နေကြရလေကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားဖြစ်တဲ့လင်းကရောင်းကတော့ဂျီဟန်ရဲ့စွမ်းရည်သုံးဆွဲပုံကိုကြည့်ပြီးအံ့ဩနေမိတာပါသူကရန်တန်းတိုက်နေတာမဟုတ်ပဲဆရာဝေတယောက်ခွဲစိတ်တလို့မျိုးတိကျတဲ့အချာအရာတွေကိုပဲပြစ်ထန်တိုက်ခိုက်နေတာလीအဲ့ဒီအချိန်မှာတင်တစ်ဖက်ကနင်တယုံကြည်မှုဆိုတဲ့ an other world's fate ကိုသူအပြည့်စုံနားလည်သွားပြီးဖြစ်ကြောင်းနဲ့ divine power level က6ကနေ9အထိတက်သွားကြောင်း system ကအတိပေးချက်ပေါ်လာပါတော့တယ်ဒီလျှို့ဝှက်ချက်တွေကိုသူအရင်ဘဝကနေတည်ချတာပါလောကကြီးရဲ့ tutorial စတင်ချိန်မှာပေါ်လာတဲ့တဖားကနဲ့နဖျားပစ္စည်းတွေဆိုတဲ့ other worldly divine items တွေဟာ divine power တက်ဖို့အတိကတော့ခင်ကြောင်းသူတည်နေတာပေါ့အခုဘဝမှာတော့ကိုရီးယားရဲ့သူဟီရိုရှီထိခဲ့တဲ့သူ့အမစောင်းကြီးယာချန်ထားခဲ့တဲ့ဒီလိုအဖိုးတန်ပစ္စည်းတွေကိုသူရှာထွေထားတာပါအဲ့ဒီထဲကမှသူက steel pole ဆိုတဲ့လန်ရှည်တစ်ချောင်းကိုရွေးချယ်လိုက်တယ်အချိန်တကြာလို့အဆင့်တန်းနှိမ်ချနေပြီမဲ့ဒါဟာ divine power ကိုသုံးဖို့အကောင်းဆုံးလက်နက်ပဲလीသူကဒီတန်တုတ်ကိုပဲဖုတ်ကောင်အုပ်ကြီးကိုအစမရှာရအောင်ရိုက်ခွဲပြနေတာကိုမြင်တော့တခြားကစားသမားတွေကလည်းသူ့ကိုအသေးနဲ့ဝင်ဖို့လမ်းဖိတ်ကြတော့တာပေါ့သူကအသေးနဲ့က main ကလေးဟာအနာဂတ်မှာ cherry plant သားစင်ကြီးလိုနာမည်ကြီးမဲ့လင်္ကာရောင်မှတ်မိလိုက်တယ်အရင်ဘဝမှာသူမဟာကြေကွဲစရာကောက်တဲ့အဆုံးသက်နဲ့ကြုံခဲ့ပြီးမဲ့ဒီတစ်ခါတော့သူကကံကြမ္မာကိုပြောင်းလဲပေးဖို့ဆုံးဖြတ်လိုက်တာပေါ့အမတ်စီရင်ကိုကြည့်လိုက်တော့သူတို့အသိန်းကအဆင့်9မှာရှိနေပြီးအချိန်ကလည်းမိနစ်တစ်ခုမေးကြတော့တာပါဂျီဟန်ဟာဖုတ်ကောင်စစ်တပ်ကြီးရဲ့အလဲပုံဟုတ်သေးကိုဝုန်းကနေခုံယွန်သွားလိုက်ပြီးသူ့လက်နက်ထဲကစွမ်းရည်တွေကိုအထွတ်တိတ်ကတိမြင့်တိုင်းလိုက်တယ်ပြီးတော့ပြင်းထန်လာတဲ့စွမ်းရည်လားကြီးတစ်ခုနဲ့ဖုတ်ကောင်အုပ်ကြီးတစ်ခုလုံးကိုအမှုန့်မြကြီးအောင်ချေမှုန့်ပြလိုက်ကိုပြင်းလိုက်ပါတော့တယ်တိုက်ပွဲကြီးပြီးဆုံးသွားတဲ့အခါနောက်ဆုံးရှင်တန်တို့အဖြစ်စနစ် system ကစောင့်ကြည့်ဟန်ကိုကြီးညာလိုက်ပါတယ်သူဟာအဆင့်တစ်ကိုရရှိခဲ့ပေမဲ့ hidden quest ဖြစ်တဲ့ဖုတ်ကောင်တစ်တက်လောက်မဲ့ mission မှာတော့960ပဲတက်နိုင်ခဲ့တာမို့တပြင်းချောင်ရင်နှောင်တရနေမိတယ်ဒီထက်ပိုပြီးအစွမ်းထလာအောင်လုပ်ရအောင်မယ်ဆိုတာသူသဘောပေါက်လိုက်ပြီလေဂိမ်းလောက်ကကြီးပြောက်ွယ်ခါနေအစီမှာသူ့အသင်းပေါ်ကတော့အောင်ပွဲအတွက်ဝမ်းသာအားရကျေးဇူးတင်နေပေမဲ့လင်္ကာရောင်းကတော့မြင့်တက်လို့နေပါတယ်စပိုဂလတ်နဲ့ဒီလောက်ထိစွမ်းဆောင်နိုင်တာဟာဘက်တစ်ခုများဟာဒါမှမဟုတ်ဖုံးကွယ်ထားတဲ့စွမ်းရည်လားဆိုလားသိချင်တာကြောင့်ဂျီဟန်ဂိမ်းတွေကထွက်မတော်ခင်သူမကအပြေးအလွာချင်းကပ်လိုက်ပါတယ်ကာယောင်းကသူ့နာမည်ကိုခေါ်ပြီးချီရီပန်တားရှင်အကြောင်းဒီပြောပေမဲ့ဂျီဟန်ကတော့သူမကိုမမှတ်မိပါဘူးသူမကလည်းသူ့ကိုသူမတို့ဂိုင်းနဲ့ဆွဲဆောင်ခြင်းစိတ်နဲ့စကားတွေရှုပ်ကုန်ပြီးဘာအကြောင်းအရာမှမပြောဘဲဖုန်းနံပါတ်လေးပြောပါလားလို့ရုတ်တရက်ကြီးလှုပ်ခနဲလှုပ်ချလိုက်ပါရောဂျီဟန်ကတော့အန်အော်သွားပြီးသူ့ဖုန်းနံပါတ်ကိုသူမမှတ်မိတော့ဘူးလို့ပြောကဂိမ်းနဲ့ကထွက်သွားပါတော့တယ်ကာယောင်းခင်ဗျာတော့အငင်းခံလိုက်ရတဲ့လို့ခန်းစားချက်နဲ့ကြောက်ရွံ့လို့ရက်ကြံခဲ့ရတာပေါ့လက်ရှိကဘာကိုပြန်ရောက်လာတဲ့အခါဂျီဟန်ဟာစိုးမျိုးလှမဒီပေါ်မှာလမ်းလျှောက်နေရင်သူတကယ်ပဲဖုန်းနံပါတ်မမှတ်မိတော့တာကိုသတိရသွားတယ်။ဖိဘမှာကြာနေခဲ့တာကိုအခုဆိုရင်သူက level 8ဖြစ်နေပြီး GB 1500ရှိနေပြီဖြစ်ပေမဲ့ GB ဆိုင်ကမြင့်မြတ်တဲ့သစ္စည်းတွေဝယ်ဖို့ကတော့အလန့်ဝေးနေပါသေးတယ်။ဒါကြောင့်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့အမရဲ့တိုက်ခန်းစီကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။တိုက်ခန်းလေးကိုဂျီဟန်ဝင်လိုက်တဲ့အချိန်မှာပဲသူတောင့်ခဲသွားရတယ်။တကားဝမှာဖနက်တစုံရှိနေတာလေ။သူ့ခေါင်းထဲမှာအရင်ဘဝကနာကျင်စရာအောက်မိပွဲသေးနဲ့သူ့ရဲ့အကြီးမားဆုံးနောင်တဖြစ်တဲ့တူမလေး CR ကိုမကာကွယ်နိုင်ခဲ့တဲ့အဖြစ်အပျက်တွေကပြန်ပေါ်လာလေ။သူစိတ်အပြည့်ဆုံးအချိန်ဒီမှာသူ့ကိုပြန်ညင်သိမ့်ပေးခဲ့တဲ့တူမလေးကိုသူ့လက်ထဲကနေရရဆက်ဆက်လူယူခံခဲ့တုန်းကသူအသေးခွဲမတက်အော်ဟစ်ခဲ့ရတာပေါ့သူတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါသူအသက်ရှူတန်းတဲ့တောင်ရက်တန့်သွားမတက်ပါပဲ CR ဟာအသက်ရှင်လျက်ရှိနေစေဖြစ်ပြီးဘာမှမဖြစ်ခဲ့သလိုမျိုးသူ့ကိုပြုံးပြနေတာလीသူမကဦးလေးကဒီနေ့စောစောနိုးနေပါလားသွားလက်သွားဆေးချီလို့သူ့ကိုနှောက်ပြောင်းနေသေးတယ် CR ကိုကြည့်ရင်ဂျီဟန်ရဲ့ရှင်သင်းမှာခန်းစားချက်ကပြည့်လန်းလာပြီးဒီတစ်ခေါက်တော့သူမကိုဘယ်တော့မှအဆုံးရှုံးမခံတော့ဘူးလို့တစ္ဆာဆိုးလိုက်ပါတော့တယ်ယွန်းစီအားဟာအသက်18နှစ်အရွယ်ရှိပြီးနမေကျော်ဓာဘရင်ယွန်းစီချင်းရဲ့သမီးလေးဆောင်ဂျီဟန်ရဲ့အတူမလေးပေါ့ CR အမီကမိသားစုအထက်အလုပ်တွေအသေးတန်လုပ်နေရတာကြောင့်ဂျီဟန်ကပဲ CR ကိုငငယ်လေးကနေပြုစုဆောင်ရှောက်လာခဲ့တာပါမိသားစုဝင်တွေစောစောစီးစီးဆုံးရှုံးခဲ့တဲ့ဂျီဟန်အထက်တော့ CR ဟာသူ့ဘဝမှာအရေးကြီးဆုံးလူပါ
ဒါပေမဲ့အခုတော့တနိုင်ငံလုံးရဲ့အာယုံစိုက်မှုကိုခန့်နေတဲ့ဒါဘရင်ရဲ့လုံရက်တွေကြောင့်သူတို့မိသားစုလေးဟာပြိုကွဲလူနီဖြစ်နေရပြီ။အခြေအနေက CRC ကိုသူ့အဖေကနေဖုံးဝင်လာတဲ့အချိန်မှာပိုးဆိုးထားပါတယ်။ရွန်းစီချင်းကသူ့တန်းနဲ့အချစ်တွေနေပြီးဖြစ်ကြောင်းအဲ့လူနဲ့ပေါင်းသိဖို့အတွက်တမီးဖြစ်တဲ့သူမကိုပါဆွတ်လွတ်လိုက်မယ်လို့အရေးဆက်ဆက်ပြောလိုက်တာမှာဂျီဟန်ကတော့ဒေါသတွေထောင်းခနဲထွက်သွားရတယ်။စီချင်းဟာမိန်းကလေးတယောက်အတွက်နဲ့မိသားစုရောနိုင်ငံကိုပါဆွတ်လွတ်လိုက်တာကိုဒေါသအရှိန်နဲ့ဂျီဟန်ဟာဘေးနားကမိသားစုတပ်ပုံမှန်ခွင်ကိုတောင်ထိုးခွဲမိပါတယ်။ဒီလောက်စိတ်ထိခိုက်စရာကောင်းတဲ့သတင်းကိုကြားရပေမဲ့ CR ကတော့အာတင်းပြီးပြုံးပြရင်းသမီးဘာမှမဖြစ်ဘူးလို့သူ့ဦးလေးကိုပြန်ညင်သိမ့်ပေနေရှာတယ်။ CR ဟာသူမရဲ့နာကျင်မှုတွေကိုဖုံးကွယ်ပြီးသူတယောက်ပဲအများပူပန်နေတဲ့မှန်ဂျီဟန်သိလိုက်ရပြီးဒီကောင်မလေးကိုအစွမ်းကွန်ကာကွယ်ပေးဖို့တစ္ဆာဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာတော့အစိုးမျိုးက Divergent Guild မှာတော့ Cherry Bank ဒါရှင်လင်ကရောင်းကသူမရဲ့လွတ်ဖို့ကိုင်ခွဲတွေရဲ့နောက်ပြောင်းမှုကိုခံနေရတယ်။ဆောင်ဂျီဟန်ကနေဖုန်းနံပါတ်တောင်းတာအငင်းခံလိုက်ရတဲ့ကိစ္စကြောင့်ပေါ့ဂျီဟန်ရဲ့ပါရမီကြောင့်သူ့ကိုအသေးနဲ့ဆွဲသင်းဖို့ဂိလ်တစ်ခုလုံးကဖိအားတွေပေးနေတုံးကျဲအတိပေးချက်တစ်ခုတက်လာပါတယ်အဲ့ဒါကဂျီဟန်ကငါဟာဒါဘီယန်ရဲ့ရောက်ဖျားပဲဆိုတဲ့ခေါင်းစဉ်နဲ့ live လွှင့်သွားသလိုဖြစ်နေရပါဂျီဟန်ဟာယွန်းစီကျင်အတွက်ရည်ရွယ်ချက်ထင်ကောင်းတိစောက်ခဲ့တဲ့နိုင်ငံတအထီအမတ်ဒါးနှင်းလက်ရုပ်တူရှေ့မှာရက်နေတယ်ကြီးစုရဲ့အတွက်ကလည်းအရှင်ဟုန်နဲ့ကြက်နေတာပေါ့လူများကဒါဘီရင်ကိုသက်စာဖုံလို့ဆဲနေကြသလိုတချို့ကလည်းကာကွယ်ပေးနေကြတယ်ဂျီဟန်ကတော့ဘာမှချက်မှမကယူဆိုင်ပဲသူ့ရဲ့အခြေထောက်တွေကိုအပြာယုံစွမ်းအင်တွေအပြည့်အဝစီးဆင်းလိုက်ပြီးကြီးမားတဲ့စန့်ကျင်ကန့်ကွယ်မှုတစ်ခုလုပ်ရမယ်ဆိုတာသိသွားတာပေါ့ဂျီဟန်ကအမြေကြီးကိုအားကုန်ဆောင်လိုက်တော့ပြင်းထန်တဲ့ကုန်ကြံမှုလွမ်းကြောင့်အောက်ခံအုပ်မိတဲ့အဲ့ကွယ်သွားတော့တယ်အဲ့ဒီနောက်မှာတော့သူကလက်သွဲနဲ့အားကုန်ထိုးလိုက်ပြီးစွမ်းအင်တွေပောင့်ကွက်ထွက်သွားအောင်ဓာတ်နဲ့လက်ရုပ်တူးကြီးကိုအစာစားတာတော့မကြမ်းတော့ပဲရိုက်ခွဲဖြစ်စည်းလိုက်ပါတော့တယ်အင်တာနက်လောကကြီးရုပ်ရုပ်သဲထိသွားပြီးကြီးစုရဲ့အထွက်ကလည်းတသိန်းကျော်အထိတက်ခဲ့တာပေါ့သူ့ရောက်ဖာရဲ့အမွေညစ်စင်ကေတာကြီးပြိုကျသွားတဲ့အညီဂျီဟန်ရဲ့မျက်စိရှိမှလည်း achievement အသစ်တွေတစ်ဖြက်ဖြက်ပေါ်လာတော့တာပေါ့ရုပ်တုကြီးရဲ့အပြစ်အစည်းတွေကြားမှာရက်နေရင်ဂျီဟန်စိတ်သက်သာရသွားတယ်ရုပ်တုကြီးကိုဖျက်ဆီးလိုက်တာဟာသူ့ရဲ့ကလေးချက်မှုအစပြုတ်ယုံရှိသေးတာပါသူကကင်မရာကိုတတဲ့ကြည့်ပြီးဓာဘယံရိုးစီချင်းနိုင်နန်ဆွတ်လွတ်သွားတဲ့နောက်ွယ်ကအမှန်တရားတွေကိုတကဘာလုံးသိအောင်ဖွင့်ချဖို့ပြင်ဆင်နေတယ်ဘတ်တကျူပါဘတ်တနက်နဲ့တရိုက်ချိတ်ဆက်ထားတဲ့တကဘာလုံးကအခိုင်အမာအသုံးပြုနေရတဲ့ Take 10 streaming platform တစ်ခုပါဘတ်တနက်နဲ့ပေါင်းဆက်ထားတာမို့ streamer တွေဟာကြည့်ရှုသူအရေးအတွက် like နဲ့ dislike အရေးအတွက်အလိုက်စုလာပြီးကိုရရှိနိုင်ပါတယ်ဒါဘီရဲ့ရောက်ဖားလို့နာမည်ကျော်နေတဲ့စောင်းကြီးဟန်အတွက်တော့လူလူရဲ့ပြင်းထန်တဲ့စိတ်ခံစားချက်တွေကိုအသုံးချပြီးစုလာပြီးတင်ကြုံယူဖို့ဒီတက်ကောင်းတဲ့နည်းလည်းမရှိတော့ပါဘူးဂျီဟန် live လွှင့်လိုက်တာနဲ့အတိပေးချက်တွေတစ်ဖြစ်ဖြစ်တက်လာတော့တာပါပဲကြီးစုလူစုဆောင်းခြင်းနဲ့ dislike တသိန်းရရှိခြင်းအောင်မြင်မှုတွေကိုသူချက်ချင်းရလိုက်တယ်ဒီလိုအမုန်းပွားခံရမယ်ဆိုတာသူကြိုသိထားပြီးသားပါသူ့ရောက်ဖာယွန်းစီချင်းရဲ့အမာကန်ပရိသတ်အဖွဲ့ဖြစ်တဲ့ Swakin Family ဟာသူတို့ idol ရဲ့ရုပ်တုကိုဖျက်ဆီးပစ်လိုက်တဲ့ဂျီဟန်ကိုကြည့်မရအောင်ဖြစ်နေကြတာလीအရင်ဘဝတုန်းကဒီပရိသတ်အဖွဲ့ဟာဂျီဟန်ရဲ့တူမာလီစီအားကိုသူမအဖေရဲ့တစ္ဆာဖောက်မှုအဖြစ်ပုံချပြီးတေချောင်းကြံစည်တဲ့အထိတွန်းပို့ခဲ့ကြတာပါဒီတစ်ခါမှာတော့ CR ကိုဘေးကင်းအောင်ထားဖို့ဂျီဟန်ကအမုန်းတရားအလုံးရဲ့ပြစ်မဲ့အဖြစ်သူ့ကိုယ်သူအစားထိုးလိုက်ပါပြီဂျီဟန်ကကင်မရာကိုကြည့်ပြီးတုံလုတ်ဆရာကောင်းကကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်အခုဂျပန်နာမည်အီတိုယူဟေလို့အမည်ပြောင်းထားတဲ့ဒါဘီယန်ဟာကိုရီးယားဘဘရောမှာပြန်လာမှာမဟုတ်ဘူးဆိုတာပါပဲဒါကိုတက်တည်ပြဖို့အတွက်စီချင်းနဲ့သမီးဖြစ်သူလို့ဖုံးပြောထားတဲ့မူရင်းအတန်ဖိုင်ကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီအထက်မှာစီချင်းကသူ့ချစ်တဲ့မိန်းကလေးကိုတွေ့သွားပြီးဖြစ်လို့မိသားစုနဲ့နိုင်ငံကိုဆွန့်လွတ်တော့မယ်လို့အိတ်ဆက်ဆက်ပြောထားတာကိုတကဘာလုံးကြားလိုက်ရတဲ့အခါကိုရီးယားရဲ့သူရင်းဟောင်းအစစ်မှန်ကိုတည်သွားကြပြီးအားလုံးဆွန့်အောင်ကွန်ကြရတာပေါ့အဲ့ဒီနောက်မှာလို့ CR ကကင်မရာရှေ့ကိုထွက်လာပြီးသူမကိုသူမဓာဘီနေတဲ့တမီးဖြစ်မိတ်ဆက်လိုက်ပါတယ်။သူမဖီရဲ့လူရဲတွေကြောင့်စိတ်ထိခိုက်နေပေမယ့် CR ဟာအာတင်ဘီရက်တီပြခဲ့ပါတယ်။သူမကလူမျိုးကိုဆွန့်လွတ်သွားတဲ့လူတစ်ယောက်စီကအမွေကိုသူမအလိုမရှိဘူးလို့ကြေညာလိုက်ပြီးအလွန်တန်ဖိုးကြီးတဲ့ဒါနန်းတော်လို့ခေါ်တဲ့အဆောက်အဦကြီးကိုကိုရီးယားကစားသမားတစ်တွေလေ့ကျင့်နိုင်ဖို့နိုင်ငံတော်ကိုလှူဒန်းလိုက်ပါတော့တယ်။ဒါဟာအစိုးရနဲ့လူထုရဲ့အမုန်းတရားတွေကနေ CR ကိုကာကွယ်ပေးနိုင်မဲ့ဂျီဟန်ရဲ့ပါနတ်တဲ့အစီအစဉ်တစ်ခုဆိုတာသူသိနေတာပေါ့။လွန်ခဲ့တဲ့မိနစ်30ကအဖြစ်အပျက်ကိုပြန်ကြည့်ရင်ဂျီဟန်ဘာလို့ဒီလိုလုပ်ရလဲဆိုတာသိတာပါတယ်။မူလအချိန်လိုင်းတုန်းကစီချင်းဟာကိုရီးယားကိုစားပြုကိုရီးယားကိုအနိုင်ယူခဲ့တဲ့အတွက်ကိုရီးယားအစိုးရကစီချင်းရဲ့ပိုင်ဆိုင်မှုအားလုံးကိုတင်စီလိုက်တာကြောင့် CR ဟာအိုးမဲ့အိမ်မဲ့ဖြစ်နေလူထုရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံရပြီးနောက်ဆုံးမှာကိုအဆုံးချေစည်းသွားရတာပါ။အနာဂတ်ကပြန်လာတဲ့ဂျီဟန်ကဒါကိုတည်နေတဲ့အတွက်လူထုရဲ့ထောက်ခံယူရအောင်အဆောက်အဦကိုအခုကလေးကလှူဒန်းခိုင်းလိုက်တာပါ။အရင်ကအတိုးဝကြခဲ့ကပ္ပါရပ်ပါဦးလေးဖြစ်ခဲ့တဲ့ဂျီဟန်ကအခုလိုယုံကြည်မှုရှိတဲ့စစ်ဗျူဟာရှင်တယောက်အဖြစ်ပြောင်းလဲသွားတာကို CR ဇဝါရဲသွားဖြစ်နေပေမဲ့သူ့ကိုယုံကြည်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
live stream မှာတော့ဂျီဟန်ကနောက်ဆုံးတစ်ချက်အနေနဲ့ယွန်းစီချင်းကိုအသုံးမကျသွားပြီလို့ဆဲဆိုငင်းချလိုက်ပြီးကိုရီးယားမှာမရှင်နိုင်တော့လို့ဂျပန်ကိုထွက်ပြေးသွားတယ်လို့ပြောလိုက်ပါတယ်။သူကကင်မရာကိုစိုက်ကြည့်ပြီးစီချင်းကိုမကြခင်တွေ့ကြမယ်လို့ကိုလိုက်ချေမုံပြတ်မယ်လို့သစ္စာဆိုပြီး stream ကိုအဆုံးသတ်လိုက်တဲ့အခါကိုရီးယားရောဂျပန်ရောပွက်လောရိုက်ကုန်ကြတော့တာပေါ့။နောက်ပိုင်းအိမ်ရောက်တဲ့အခါ CR ကဂျီဟန်တင်ညတွေမှာပဲလူတခြားစီပြောင်းလဲပါတယ်လို့ခံစားရတယ်လို့ပြောလာပါတယ်။ဂျီဟန်ကတော့သူ့အချိန်နောက်ပြန်ရောက်လာတဲ့အမှန်တရားကိုဖုံးကွဲထားပြီးပက်ဆန်နဲ့အာဏာရဖို့နောက်ထပ်အစီအစဉ်တွေကိုပဲတင်ဆက်နေလိုက်ပါတယ်။တစ်ဖက်မှာတော့တိုကျိုမြို့ရဲ့ဇန်ဟွန်ဟိုတယ်တစ်ခုမှာယွန်းစီချင်းသို့မဟုတ်အီတူယူဟီလိုအမည်ပြောင်းထားတဲ့ယွန်းစီချင်းဟာဂျီဟန်ရဲ့စင့်ခေါ်မှုကိုသတင်းမှာကြည့်နေပြီးသူဆုံးလွတ်ထားသမျှရဲ့အကြောင်းရင်းဖြစ်တဲ့ရှီဇူရုဆိုတဲ့မိန်းကလေးကသူ့ကိုနှစ်သိမ့်နေခြင်းရင်းနဲ့သူတို့နှစ်ယောက်ရဲ့အနာဂတ်စစ်ပွဲအတွက်လမ်းစာတွေကတော့ဒီဝင်စတင်သွားပါပြီ။ဆောင်ဂျီဟန်ရဲ့အိမ်စီကိုအစိုးရရဲ့ဘက်ထန်နဲ့တိုင်းခံခွင့်ကြီးမန်နေဂျာပန်းယွန်းစစ်ကရောက်လာပါတယ်။ဒါပြည်နဲ့ပတ်သက်တဲ့သတင်းတွေကြောင့်အစိုးရဘက်ကတခုခုလှုပ်လာမယ်ဆိုတာဂျီဟန်ကြိုရစ်မိထားပြီးသားပါ။အစိုးရကတော့လာမဲ့ကိုရီးယားဂျပန်ပွဲမတိုင်ခင်လူမှုထိတ်လန့်မှာဆိုလို့ဒါပြည်ပြောက်ကွဲသွားတဲ့အမှန်တရားကိုဖုံးကွဲထားခြင်းတာပေါ့။အပြင်ကသူတို့ရဲ့တကယ်အယူဝဲချက်ကဒါနန်းတော် Sweat Palace ကိုပြန်လို့ခြင်းတာပါ။အတင်းအတန်းသိမ့်မဲ့နေရာမှာဂျီဟန်နဲ့ CR တို့ကိုအဲ့ဒီနန်းတော်မှာပဲဆက်နေခွင့်ပေးပြီးအစိုးရကစီမံခန့်ခွဲမဲ့အဖြစ်တာဝန်ယူမဲ့သဘောတရားတစ်ခုကိုကမ်းလှမ်းလာတာကိုဂျီဟန်ကလက်ခံလိုက်ပေမဲ့သူ့ဘက်ကလည်းအပြန်လန့်အကူအညီတစ်ခုကိုတောင်းဖို့ပြင်ဆင်လိုက်ပါပြီ။ဇက်ရှင်ကဘတ်တာနဲ့ကွင်းစီကိုပြောင်းသွားတဲ့အခါ Golden Light လို့အမည်ပြောင်းထားတဲ့နာမည်ကြီး streamer တယောက်က live လွှင့်နေတာကိုတွေ့ရပါတယ်။သူကအရင်က gold အဆင့်ရှိခဲ့ပေမဲ့လူတစ်ဒီကို line နှိပ်ဆက်ပြီး content ရိုက်ဖို့က bronze အဆင့်ထိ demand 100အဆင့် live ကြော့ထားတဲ့ troll တယောက်ပါ။သူကကွင်းထဲမှာဂျီဟန်ကိုတွေ့တော့ interview လုပ်ဖို့ဆိုပြီးသွားနှောက်ယှက်တော့တာပေါ့။ဂျီဟန်ကတော့အဲ့ဒီစူညံပူညံ streamer ကိုလုံးဝဂရုမစိုက်ပဲသူ့ရဲ့ကြီးစုသူအရေးတွေတက်ဖို့အတွက်ကိုပိုင် live ကိုပဲအယုံစိုက်ဖွင့်လိုက်ပါတယ်။ရုတ်တရက် Golden Light ရဲ့ screen ပေါ်မှာဆူလာကြီး mission တစ်ခုပေါ်လာပါတယ်။ဒါပြင်ရဲ့အမာကန်ပရိသတ်တွေကဂျီဟန်ကိုတတ်ပြီးနောက်ဆုံးအဆင့်ရောက်အောင်လုပ်ပေးနိုင်တဲ့သူကို GP 4000ကျုံပေးမယ်လို့ကန့်လန့်လိုက်တာပါ။လောဘတက်သွားတဲ့ Golden Light ကချက်ချင်းပဲတိုက်ခိုက်မှုပုံစံပြောင်းလဲပါတော့တယ်။သူက chat skill ကိုတုံးပြီးဂျီဟန်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာသူ့ကိုယ်သူဂျီဟန်ရဲ့အတီမင်းလိုကွေးလေးကြွေးကြော်လိုက်ပါတယ်။ Golden Light ကသူ့သားနဲ့အာကုံလွဲခွက်လိုက်ပေမဲ့ဂျီဟန်ကတော့တက်တက်ရဲ့ချင်းရက်ချက်ကြီးတွေမှာတက်တုံလေးတစ်ချောင်းနဲ့အသားလေးခုခံလိုက်ပါတယ်။အဲ့ဒီနောက်ဂျီဟန်ကယဉ်ကျေးမှုရှိတဲ့အတုံးပြန်အိမ်နဲ့သူ့ရဲ့ဓာတ်ကိုထုတ်လိုက်ကအဲ့ဒီကတော့ချင်းရက်ချက်ကြီးတွေမှာပါတဲ့သားလီတာကြီးလေးပဲဖြစ်ပါတယ်။နဗျားစွမ်းရင်ဒီနဲ့လက်ရှက်ပြက်ပြီးမြန်ဆန်တဲ့တုံးပြန်မှုနဲ့ဂျီဟန်လက်ပြန်တိုက်ခိုက်လိုက်တဲ့အခါစထရီမာခမဘာမှမလုပ်ခင်တင်နဲ့အပိုင်းပြက်သွားပြီးဂျီဟန်တို့ first blood ရသွားပါတော့တယ်။တောင်းရောက်နေတဲ့သားလီတာကြီးလေးကိုကြိုက်ပြီးဂျီဟန်ကငါဟင်းမချက်ရတာတော်ကြပြီလို့အေးအေးဆေးဆေးပြောလိုက်ပါတော့တယ်။ Streamer Golden Light ကတော့တေမင်းရဲ့အိတ်ကိုခန်းစားလိုက်ရပြီမဲ့လက်မလျှော်သေးပါဘူး။တပွဲမှာဒီချိန်အသက်ပြန်ရှင်ခွင့်ပေးရဲ့နိုးထချင်းကရဘာတိုင်ဆိုတဲ့ရှားပါဖီစီဟိုတုံးပြီးတန့်စင်းနဲ့အလင်းနှန်းနေတဲ့အတူပြန်နိုးထလာတာပေါ့။သူကစောင့်ကြည့်ဟန်ကိုအနိုင်ယူပြီးသူ့ဂုံတိခါကိုပြန်ဆယ်ပြမယ်လို့ပြည်သက်တွေကိုကြွားဝါနေတော့မှာပဲသူ့ရဲ့အောင်ပွဲခံခြင်းကခဏလေးပဲကြာလိုက်ပါတယ်။စကားတော့မစုံသေးခင်မှာပဲစောင့်ကြည့်ဟန်အတိကျပြတ်သားတဲ့တိုက်ခိုက်မှုကရောက်လာပြီး double kill ဆိုတဲ့အတိပေးချက်နဲ့အတူ Golden Light တယောက် lobby ထဲကိုပြန်ရောက်သွားပါတော့တယ်။ဂျီဟန်ကတော့ဒီအသက်ရှင်စေတဲ့ပစ္စည်းဟာအစွမ်းထက်တယ်လို့ထင်ရပေမဲ့အနာဂတ်မှာတော့သူ့ရဲ့အားနည်းချက်တွေကြောင့်အသုံးမဝင်တော့မှန်းသိနေတာပေါ့။ကိုလိုစီယမ်ကွင်းမီရဲ့ပရိသတ်ထိုင်ကုန်တွေစီကိုလှမ်းကြည့်လိုက်တဲ့အခါဂျီဟန်ဟာပရိသတ်တွေက elves လူသားမျိုးနွယ်ကြာဆုံးပက်စီသွားဟဲရတဲ့အဖြစ်ပြန်မှာပါဝင်ပတ်သက်ခဲ့တာကိုမှတ်မိနေတာကြောင့်ရင်ထဲမှာနာကြီးမှုကိုခံစားလိုက်ရတာပါ။သူတို့တွေကိုနောက်ပိုင်းမှာရှင်းပစ်ဖို့စိတ်ကူးထားပေမဲ့အခုလောလောဆယ်တော့လောက်ရှိဂိမ်းကိုပဲအာရုံစိုက်လိုက်ပါတယ်။သူ့ဘေးနားကတခြားကစားသမားတွေကတော့အသေးအတန်ထွက်ပြေးနေကြပြီ။အစင်းမြင့်နေသူတွေကိုတောင်ဂျီဟန်ကအလွဲတွေဖြုတ်ထုတ်ပစ်နေတာကိုမြင်တော့သူဟာ hack တွေတုံးနေတာပဲလို့တူတိုတိတ်တိတ်ပြောနေကြတာပေါ့။ဂျီဟန်အမြင်ပါတော့သူတို့ထွက်ပြေးနေတာကသူ့ရဲ့အမဲလိုက်နှောင်ကိုနှေးကွေးစေတဲ့အနှောက်အယှက်တစ်ခုပဲဖြစ်ပါတယ်။မကြခင်မှာလဲသူဟာတစ်သားတုံနဲ့တာလီတာပါဝင်တဲ့ဒီရက်မြင့်မြတ်တဲ့ဟင်းချက်ဖြစ်စီအစုံတစ်ခုကိုရှာတွေ့လိုက်ပါတယ်။အဲ့ဒီမှာတင် Goblin တွေကိုနှိမ့်နှင်းမှဆိုတဲ့ mission တစ်ခုပေါ်လာတာပေါ့။အစိမ်းရောင်မိတ်ဆာအုပ်ကြီးကသူ့ကိုဝိုင်းထားတဲ့အချိန်မှာဂျီဟန်ကသူ့လက်နဲ့အသစ်တွေကိုစမ်းသပ်ကြည့်ပါတယ်။ဒီ Cold Cooking Set ဟာတစ်သားတုံနဲ့ကောင်းကိုအရင်ရိုက်ပြီးမှဓာတ်နဲ့နှလုံးသားကိုထိုးဖောက်မှဟာနဖျားဆွဲရနေထွက်ပေါ်လာတာကိုသူသိလိုက်ရတယ်။3 မီတာလောက်မြင့်တဲ့အရာမ Goblin Champion ကြီးတောင်သူ့အတွက်တော့ Goblin အကြီးမားတစ်ကောင်ထဲမပါပါဘူး။အဲ့ဒီတော်ဝါကြီးကိုချက်ချင်းပဲအချက်ရှင်းလိုက်ပြီး mission အောင်မြင်သွားတဲ့အတွက်သူ့ရဲ့ပထမဆုံး Divine Power Point ကိုရရှိခဲ့ပါတယ်။ဟင်းချက်ပစ္စည်းအစုံရဲ့အဆင့်ကဒီကနေ E ကိုကျသွားတဲ့အခါမိစ္ဆာတွေပဲလိုက်တက်နေတာတော့အရန်နေနေမှဂျီဟန်သဘောပေါက်လိုက်ပါတယ်။အမှန်အများဆုံးရဖို့တခြားကစားသမားတွေကိုပဲပြစ်မှတ်ရတော့မှာပါ။သူကအချင်းချင်းငင်းခုန်နေကြတဲ့ကစားသမားအုပ်စုတွေကိုအရေးတစ်ခုလိုတိုးဝင်သွားမိပါတယ်။သူတို့တွေအသေးအံခုခံကြပေမဲ့ဂျီဟန်ရဲ့လှုပ်ရှားမှုတွေကိုမရှင်းနိုင်ပါဘူး။
double kill triple kill quadra kill နဲ့နောက်ဆုံးမှာ pentakill ဆိုတဲ့အသီးပေးချက်တွေဆက်တိုက်ပေါ်လာပြီးလူ30ဆက်တိုက်တက်နိုင်ခဲ့တဲ့အတွက် achievement point 5000ပါတဲ့ hidden quest တစ်ခုကိုအောင်မြင်သွားပါတယ်။နောက်ထပ်လှုပ်ရှားမှုအတွက်ပြင်နေတော့မှတဲ့ရှားပါလွတ်နဲ့ epic quest ဆိုတဲ့အသီးပေးချက်ပေါ်လာပါတယ်။ဒါဟာများသောအားဖြင့်အမြင့်ဆုံး league တွေမှာပဲပေါ်လာတတ်တာမျိုးဖြစ်ပြီးအခုလို bronze အဆင့်မှာပေါ်လာတာကထူးဆန်းလွန်းလာပါတယ်။ mission ကတော့ပရိသတ်တွေကြားမှာပုံခွင့်နေတဲ့အရေးပူရင်မှာ shadow queen ကိုရှာဖွေပြီးစင်ခေါ်ဖို့ပါပဲ။ဂျီဟန်ကအခြေအနေရဲ့အရေးကြီးပုံကိုသိတာပေါ့။အရေးပူရင်မှာဆိုတာနတ်ဖျားလို့အစွမ်းတွေပေးနိုင်တဲ့ constellation ကျွေးသားနတ်ဖျားတစ်ပါးဖြစ်တာကြောင့်ပါသူကပရိသတ်ထိုင်ကုန်ရဲ့ elf တွေကြားထဲကိုလိုက်ရှာကြည့်လိုက်တဲ့အခါခရမ်းရောင်မျက်လုံးတွေနဲ့စူးစိုက်ကြည့်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ပါတယ်သူရှာနေတဲ့ pit man အရေးပူရင်မှာကိုသူရှာတွေ့သွားပါပြီဆောင်ဂျီဟန်ကကိုလိုစီယမ်ကွင်းပြင်မှာလူအစဲဆက်တိုက်တက်တဲ့စံချိန်ကြောင့်တကဘာလုံးက battle နဲ့အတိုင်းဝိုင်းမှာပွက်လော်ရိုက်သွားပါတယ်။ဒါဟာဂန်ဒဝင်ဒါပကွင်ရွန်းစီချီနောက်ပိုင်းမှာတခါမှမမြင်ခဲ့တဲ့စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုသတင်းတွေကလူမှုကွန်ရက်စာမျက်နှာတွေမှာအရှင်အဟုန်နဲ့ပြန့်နှံ့သွားပြီး follower တွေလည်းတောင်းချီတက်သွားတော့တာပေါ့။သူ့ကိုအရင်ကမုံသေးခဲ့တဲ့ Swalking Family အမာတန်ပရိသတ်တွေတောင်မှအခုလည်းသူ့ရဲ့ပရိသတ်တွေဖြစ်ကုန်ကြပါပြီ။ဂျီဟန်ရဲ့နာမည်ကကောင်းကင်အထီးတက်နေချိန်မှာ streamer Golden Light အတော့သူ့ဂုံတိတ်ခါတွေမြေစာပင်ဖြစ်သွားတာကိုသိလိုက်ရတယ်။သူဟာဂျီဟန်ကိုမရှင်းလိုက်မှန်းသိသွားတဲ့အခါဂျီဟန်ရဲ့အောင်ပွဲခံရထားကျူဟော်ကိုပဲလိုက်စီဟိုဆုံးဖြတ်လိုက်ပါတော့တယ်။ဂျီဟန်ရဲ့တရဝန်ဗီဒီယို editor လုပ်ပြီးသူ့ကို battle ကြည့်ပြအကြီးဆုံးကျယ်ပွင့်ထိအောင်လုပ်ပေးမယ်လို့ထိသူစိတ်ကူးနေတာပေါ့။အိမ်မှာတော့သူမျက်လေး CR ကယူလေးထိသူရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ပြီးပါဆက်အဟောင်းနှဖြစ်နေတာပေါ့။ဂျီဟန်ကသူလှုပ်ထည့်တာတွေကိုပြိုင်ပွဲမှာအနိုင်ယူခြင်းလုံးပေးလို့အေးအေးဆေးဆေးပြောနေသေးတယ်။ CR ကလူတွေက donation တွေပေးချင်နေတာကိုဘာလို့ပိတ်ထားတာလဲလို့မေးတော့ဂျီဟန်ကအတန်တွေကအာယုံနောက်တာလို့ထောင်ထပြောတယ်။ပြီးတော့ donation အနည်းဆုံးကို1စေမြန်တင်းတယောက်50လောက်တက်မှတ်ထားရမလားလို့နောက်ကြောက်လိုက်တယ်မို့ CR တယောက်လန့်သွားရပြန်ပါတယ်။ဒါပေမဲ့ဂျီဟန်ရဲ့စိတ်ထဲမှာတော့ခက်ခဲလွတ်နဲ့ epic quest ကပဲနေရာယူထားပါတယ်။ပရိသတ်တောင်းကြည့်ထဲကအရေးပူရင်မောက်ကိုရှာဖို့ဆိုတာမျက်ဖုံးထဲမှာအရှာသလိုခက်မှန်သူတိလာပေါ့။ CR ဒါခုနီပြီး replay တွေပြန်ကြည့်ပေးမယ်လို့ပြောတဲ့အခါဂျီဟန်တော်တော်စိတ်လှုပ်ရှားသွားပြီးလက်ခံလိုက်ပါတယ်။အချိန်ရသွင်းကြုံပါတယ်။ဂျီဟန်ကအရင်ကတည်းကစိတ်ကူးထားခဲ့တဲ့အလုပ်တစ်ခုကိုစလုပ်ပါတယ်။ achievement point 1000ပြီးဒုတိယ class တစ်ခုကိုဖွင့်လိုက်ပါတယ်။သူကြွေးရှင်းလိုက်တာကတော့ Mage မောဇာသူပါတယ်။ဒါကသူ့ရဲ့ supporter class နဲ့ပေါင်းစပ်လိုက်ရင်အရင်ဘဝကကပအဆင့်သူဘာရန်ဖျော်ပြခဲ့တဲ့ force ဆိုတဲ့အစွမ်းထက်စွမ်းနေတစ်ခုကိုရရှိနိုင်လို့ပါ။ဂျီဟန်ဟာအနာဂတ်ကအသိဉာဏ်တွေကိုသုံးပြီးသူ့ရဲ့နှလုံးသားကမာနာနဲ့လက်ဖွားက divine power တွေကိုပေါင်းစပ်ဖို့အသေးထန်ကြိုးစားပါတော့တယ်။ပထမတစ်ချိန်မှာတော့စွမ်းဉာဏ်တွေကမတည်ငြိမ်ပြီးပောက်ကွဲသွားတာကြောင့်မအောင်မြင်ခဲ့ပါဘူး။သူသဘောပေါက်လိုက်တာကဒီစွမ်းဉာဏ်တွေကိုလက်ထဲမှာစုပ်ကင်ထားရုံနဲ့မရပဲကိုထက်နာအတွင်းမှာစီးစိမ်အောင်လုပ်ရမယ်ဆိုတာဖြစ်ပါတယ်။ဂျီဟန်ဟာအပေါ်ပိုင်းအလဲပိုင်းနဲ့အောက်ပိုင်းဒန်တီယန်၃ခုလုံးကိုပေါင်းစည်းဖို့ကြိုးစားတဲ့အခါသူ့ခန္ဓာကိုယ်ကခံနိုင်ချက်ထက်ရုပ်ကွာသွားခဲ့ပါပြီ။အခန်းထဲမှာပြင်းထန်လာတဲ့အလင်းတန်းတွေနဲ့အတူဂျီဟန်တယောက်နာကျင်လွန်းလို့အော်ဟစ်နေရတော့တာပေါ့။ system ကလည်းမင်းရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သက်ချက်ကိုယိုးကွာသွားပြီးအသက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့သတိပေးချက်တွေဖြတ်ပြနေပါတယ်။အခန်းပြင်က CR ကတော့ထူးဆန်းတဲ့အတန်တွေနဲ့အော်ဟစ်တဲ့အတန်ဒီကြောင့်လန့်သွားပြီးယူလေးဘာဖြစ်နေရလဲလို့အသေးအတန်အော်ခေါ်နေပါတော့တယ်။တခုခုတော့တော်တော်မှမားနေပြီဆိုတာသူမှသိလိုက်ပါပြီ။